ယောခမရဲ့မောင်းထောက်ခြင်းကိုခံရပြီးနောက်ဒီလူတယောက်ဟာကိုယ့်အိမ်လေးကိုတိဆောက်ဖို့စွန့်စားခဲ့ရပါတယ်ဗျာကျွန်တော်တို့ကြည့်နေရတဲ့ဒီအိမ်လေးဟာတခါမှမမြင်ဘူးတဲ့နီးလန်းတွေနဲ့စောက်ထားတာပါဗျာဆဆချင်းမှာတော့ဒီလူကဇနီးတဲ့ရဲ့မိဘအိမ်မှာပဲနေခဲ့ရပါတယ်ဗျာနှစ်ပေါင်းများစွာကြာလာတော့ကိုယ့်အိမ်ကိုယ်ပိုင်မချိသေးတဲ့အတွက်ယောခမမိဘတွေကအထင်သေးလာကြပါတယ်ဗျာပထမတော့သူတို့ကအနောက်ကနေကွဲရမှာပြောဆိုနေကြတာပါဗျာနောက်ပိုင်းမှာတော့သူ့မျက်နှာကိုယ်တော်မထောက်ပဲအတော့မကြဘူးလို့ပြောဆိုပြီးလှောင်ပြောင်လာကြပါတယ်ဗျာသမီးဖြစ်သူကသူ့ကြောင့်ဒုက္ခရောက်နေရတာဆိုပြီးပြောဆိုကြပါသေးတယ်ဗျာအထူးသဖြင့်ယောခမအမျိုးသမီးကတော့အင်မတန်ဆိုးရွားဟဲ့ပါတယ်ဗျာကျွန်တော်တို့နားမလဲတာကဘယ်လူမျိုးကများကိုယောခမကိုဒီလူမျိုးလောက်ရက်တွေလုတ်ခွင့်ပေးလေဗျာထမင်းစားပွဲမှာသူ့ကိုပန်းကန်တွေလှမ်းယူလို့မရအောင်ရွှေ့ထားတာမျိုးတွေပြုလုပ်ပါတယ်ဗျာအရင်လုတ်တွေကိုအကုန်လုံးကိုသူ့တရားထဲကိုပဲခိုင်းစီပြီးအမြဲတမ်းပတ်ဆက်ဆက်ပြောဆိုပါတယ်ဗျာဒီလိုမျိုးဓာတ်ရိုက်မဟုတ်ပဲစော်ကားတဲ့အပြောဆိုတွေကဒီလူကိုအင်မတန်ဒုက္ခရောက်စေခဲ့ပါတယ်ဗျာရွာသားတွေကလည်းယောခမအမျိုးသမီးရဲ့သဘောထားအတိုင်းသူ့ကိုခွဲခြားဆက်ဆံလာကြပါတယ်ဗျာအချို့ကတနာပေမဲ့အများစုကတော့သူ့ကိုလက်ညှိုးထိုးပြီးရဲမောဟဲ့ကြပါတယ်ဗျာသူ့ကိုမထိုက်တန်တဲ့သူအသုံးမကျတဲ့သူကြောက်အနေနဲ့ဆက်ဆံကြပါတယ်ဗျာအိမ်တအိမ်အောင်မတတ်နိုင်တဲ့လူဆိုပြီးလှောင်ပြောင်ကြတာပါဗျာဒီလိုစကားလုံးတွေကသူ့ရင်ကိုဓာတ်နဲ့ထိုးတယ်လို့နာကျင်စေခဲ့ပါတယ်ဗျာသူဘလောက်ပဲစူးစမ်းယောခမရဲ့အမြင်ကိုပြောင်းလဲနိုင်ဖို့အချိန်ပြောင်းများစွာစူးစမ်းခဲ့ပါတယ်ဗျာဒါပေမဲ့ယောခမရဲ့အမြင်မှာတော့သူလောက်တဲ့မြအရာအလုံးကအချင်းနေပါပဲဗျာပိုဆိုးတာကဇနီးဖြစ်သူကလည်းမိခင်ရဲ့ဖြီအားတွေကြောင့်တဖြည်းဖြည်းပြောင်းလဲလာပါတယ်ဗျာသူမရဲ့ဆန္ဒတွေကိုမဖြည့်ဆည်းပေးနိုင်တဲ့သူ့ရဲ့စင်းရဲမှုကိုသူမကအထင်အမြင်သေးလာပါတယ်ဗျာအခုလိုအတုံးမကျတဲ့လူနဲ့ဆက်နေရမယ့်အစားကွာရှင်းလာပိုကောင်းတယ်လို့ပြောလာခဲ့ပါတယ်ဗျာဒီအချိန်မှာဒီလူရဲ့အစိတ်အလုံးကလုံးဝအေးဆက်သွားခဲ့ပါတယ်ဗျာသူများရဲ့အောက်မှာနေရလေဒီဘဝကြီးကပြီးဆုံးပြီဆိုတာကိုသူသိလိုက်ပါပြီဗျာသူအငင်းမပွားခဲ့ပါဘူးဖတ်တွေမထားခဲ့ပါဘူးအေးအေးဆေးဆေးပဲကွာရှင်းနေပါတယ်ဗျာပြီးတော့အရာအလုံးကိုထပ်ပိုးပြီးသူနာကျင်ခဲ့ရတဲ့အိမ်ကိုတိတ်တိတ်ဆိတ်ဆိတ်ထွက်ခွာလာခဲ့ပါတယ်ဗျာသူလမ်းဆုံးသည့်အထိခြေဥထရာလျှောက်လာခဲ့ပြီးတောင်ကြီးတွေရဲ့အလဲကိုရောက်လာပါတယ်ဗျာစိမ့်လန့်တဲ့တောင်ကုန်းတွေကိုငေးကြည့်ရင်တောထဲကငှက်တွေပိုးကောင်တွေရဲ့အတန်တွေကိုနားထောင်ရင်းနဲ့သူ့ခေါင်းထဲမှာအတွေးတစ်ခုရုတ်တရက်ပေါ်လာပါတယ်ဗျာဒီနေရာမှာပဲကို့အိမ်လေးကိုတီဆောက်မယ်လို့ဆုံးဖြတ်လိုက်ပါတယ်ဗျာအပိတင်နာရီကဲရတာရီကင်းဝေးတဲ့နေဟာမှာကိုနီကိုဟန်နဲ့နေထိုင်မယ်ဆိုပြီးသူလက်နှစ်ဖက်ထိုင်နေမယ်ဒီအိမ်လေးကိုတီဆောက်ခဲ့ပါတယ်ဗျာအခုဆိုဒီအိမ်လေးကိုစောက်ပြီးပါပြီဗျာဒီအိမ်လေးကိုမြင်ပြီးရင်တော့သူ့ရဲ့လက်ရာကိုတကယ်အံ့ဩတော့ကြရမှာပါဗျာဒီလိုအနုစိတ်ပြီးတော့တဘာဝဆန်တဲ့အိမ်တအိမ်ကိုကျွန်တော်တို့ဘဝမှာပထမဆုံးမြင်ဘူးတာပါဗျာသူ့ရဲ့လက်ရာတွေကတကယ်ကိုစိတ်အေးချမ်းစရာကောင်းပါတယ်ဗျာတစ်တုံတွေတစ်ပင်အမြင့်တွေကိုတဘာဝအတိုင်းညှိပြီးတော့စောက်ထားတာပါဗျာပတ်ဝန်းကျင်နဲ့ live ဖက်ညီအောင်ဒီလိုမျိုးတီဆောက်နိုင်ဖို့ကျွန်တော်တို့ကဘာပေါ်မှာသူတယောက်ပဲရှိလိမ့်မယ်လို့ထင်ပါတယ်ဗျာဘသူကများဒီလောက်တဘာဝကြပြီးလှပတဲ့အိမ်လေးကိုစောက်နိုင်မှမလဲနော်မြေကြီးထဲမှာခိုင်ခန့်အောင်အခြေခံအုတ်မြစ်တွေချပြီးတော့အခုလိုမျိုးစောက်ထားတာပါဗျာဒီလိုမျိုးအိမ်စောက်ဖို့ဘလောက်တောင်အချိန်ပေးရလဲဆိုတာကိုစဉ်းစားလို့မရပါဘူးဗျာဒီပညာတွေကဘယ်တုန်းကတည်းကတက်နေခဲ့တယ်လဲလို့လဲသိချင်ပါတယ်ဗျာအချို့ကတော့ဒီလိုအိမ်မျိုးစောက်ရတာလွယ်တယ်လို့ပြောကောင်းပြောနိုင်ပေမဲ့လက်တွေ့ကြလို့ဖို့ကတော့တကယ်ခက်ခဲပါတယ်ဗျာကျွန်တော်တို့ဆိုရင်တော့တစ်သက်လုံးစောက်လို့ပြီးမှာမဟုတ်ပါဘူးဒါပေမဲ့ဒီလူတယောက်ထဲကပဲဒီလောက်ခက်ခဲတဲ့လှုပ်ကိုလက်နှစ်ဖက်တည်းနဲ့စောက်လိုက်နိုင်ခဲ့တာပါသူ့ရဲ့အိမ်ကိုအခုလိုတစ်သားတွေနဲ့အလှဆင်ပြီးတော့ပတ်ဝန်းကျင်နဲ့ live ဖက်ညီတော့တီးဆောက်ထားတာကိုမြင်တော့အရင်တုန်းကနာကျင်မှုတွေအကုန်လုံးကိုမေ့သွားလောက်တယ်လို့ထင်ပါတယ်ဗျာအဲ့ဒီနေ့ညကသူတကယ်ပဲကောင်းကောင်းအိတ်ဆက်နိုင်ခဲ့ပါတယ်ဗျာဒီအိမ်လေးကိုတလာအပိပေးရမယ်ဆိုရင်ဘယ်လောက်ပေးမလဲဆိုတာ comment မှာဖြေတွပေးပါအောင်နောက်ထပ်အပိုင်းလေးကိုကြည့်ဖို့ follow လုပ်ထားကြပါအောင်